Hey Linus တရက်ကျွန်တော်တို့သုံးနေတဲ့ internet တွေသုံးစားလို့မရအောင်နှိပ်ကွေးသွားမယ် YouTube နဲ့ TikTok မှာကြည့်နေတဲ့ဗီဒီယိုတွေလည်းအဝိုင်းအကြာကြီးလဲနေမယ်ပတ်စံထုတ်ဖို့ဘန်တွေရှေ့မှာလည်းလူတွေအစုလိုက်ပြုံလိုက်စောင့်ဆိုင်နေရမယ်ဒါတွေအကုန်လုံးအခုဖြစ်နေတဲ့အီရန်အစ္စရေးအမေရိကန်စစ်ပွဲကြောင့်ဖြစ်လာခဲ့မယ်ဆိုရင် This terrorist regime can never have a nuclear weapon. yes ဖြစ်နိုင်ရရှိတယ်ဘာကြောင့်ဖြစ်နိုင်ရရှိတယ်ဆိုတာကိုသိဖို့ကျွန်တော်တို့အရင်ဆုံးအီရန်နိုင်ငံသားမှာရှိတဲ့ Strait of Hormuz ကြောင်းကိုသိထားမှရပါလိမ့်မယ် Strait of Hormuz ဆိုတာဘာလဲ Strait of Hormuz ဆိုတာ Persian Gulf နဲ့ Oman Gulf ကြားမှာရှိတဲ့ရေလမ်းကြောင်းတစ်သေးလေးပါသူ့ရဲ့ဘေးပတ်ချာလဲမှာအီရန် UAE နဲ့ Oman စတဲ့နိုင်ငံတွေရှိတယ်သူ့ရဲ့အကျယ်အဝန်းကလည်း24မိုင်နီးပါးလောက်ပဲရှိတယ်ရေလမ်းကြောင်းချင်းလေးဒါပေမဲ့အဲ့ဒီရေလမ်းကြောင်းချင်းလေးကပဲကမ္ဘာရေနံသုံးစွဲမှုရဲ့20%လောက်ကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်များသောအားဖြင့်အာရပ်နိုင်ငံတွေစီကရေနံကိုအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေစီတင်ပို့ရောင်းချဖို့ဒီရေလမ်းကြောင်းကိုအသုံးချကြပါတယ်ဒါကြောင့်ဒီ Strait of Hormuz ဆိုတာအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေအတွက်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းလို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့ဒီ Strait of Hormuz မှာလည်းအားနည်းချက်တစ်ခုရှိနေတယ်Strait of Hormuz နားမှာရှိတဲ့နိုင်ငံတနိုင်ငံလောက်ကဒီရေလမ်းကြောင်းကိုပိတ်ပစ်လိုက်ရင်တော့ကမ္ဘာကုန်သွယ်ရေးမှာတိတိကျကျထိခိုက်မှုရှိလာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲကမ္ဘာရေနံသုံးစွဲမှုရဲ့20%ဟာဒီ Strait of Hormuz ကနေပဲအရောင်းဝယ်ပြုလုပ်နေရတာပါ။ရေနံတွေမကသေးဘူး။တခြားကုန်ပစ္စည်းတွေကိုလည်းဥရောပနဲ့အာရှတိုက်အကြားအရောင်းဝယ်လုပ်ဖို့ဒီရေလမ်းကြောင်းကိုပဲအသုံးပြုကြရပါတယ်။ဒါပေမဲ့အခုဖြစ်နေတဲ့အီရန်အစ္စရေးအမေရိကန်စစ်ပွဲကြောင့်ဒီလောက်အရေးပါတဲ့ရေလမ်းကြောင်း Strait of Hormuz ရဲ့90%လောက်ကိုအီရန်နိုင်ငံကပိတ်ထားလိုက်ပါပြီ။ဒါကြောင့်မို့လို့လဲကျွန်တော်တို့အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာစီဈေးတွေထိုးတက်စီဈေးတွေတက်လို့ကုန်စည်နှုန်းပါလိုက်တက်လာပါတယ်။အဲ့တော့စားဖို့တောက်ဖို့လည်းပိုပြီးကျတဲလာမယ်။ဒါဟာ Strait of Hormuz ကကျွန်တော်တို့အတွက်ဘယ်လောက်ထိအရေးပါလဲဆိုတာကိုပြသနေတယ်။ဒါဟာလက်ရှိဖြစ်နေတဲ့ပြဿနာတွေ။ဒါပေမဲ့ဒီ Strait of Hormuz ပိတ်သွားတဲ့ပြဿနာထက်အခြေအနေဆိုးရွားပြီးလူတော်တော်များများသတိမထားမိတဲ့ပြဿနာတစ်ခုက Strait of Hormuz ရဲ့ရေမျက်နှာပြင်အောက်မှာရှိနေပါတယ်။ Internet ကျွန်တော်တို့သုံးနေတဲ့ internet အတွက်ပြဿနာတစ်ခု အခုဖြစ်နေတဲ့စစ်ပွဲနဲ့ဒီ internet ကဘယ်လိုမျိုးဆက်ဆက်နေလို့လဲ ပြောပြမယ် internet ဆိုတာတနေရာကနေတနေရာတနိုင်ငံနဲ့တနိုင်ငံ data တွေလွှဲပြောင်းရယူလို့ရတဲ့ system တစ်ခုဆိုပါတော့အဲ့လိုနိုင်ငံတစ်ခုနဲ့တစ်ခု data တွေလွှဲပြောင်းရယူဖို့ဆိုရင် optical fiber cable လို့ခေါ်တဲ့ကြိုးတွေနဲ့ချိတ်ဆက်ရပါလိမ့်မယ်များသောအားဖြင့်ကတော့ပင်လယ်ရေပြင်အောက်ကနေတွယ်တန်းချိတ်ဆက်ရပါတယ်ဒီနေရာမှာလူတော်တော်များများကတော့ internet ကိုဂျိုဒု satellite ကနေပြီးတော့ချိတ်ဆက်ထားတယ်လို့ထင်နေကြတယ်လုံးဝမဟုတ်ဘူးကမ္ဘာမှာရှိနေတဲ့ internet ချိတ်ဆက်မှု90%လောက်ကပင်လယ်ရေမျက်နှာပြင်အောက်ကနေပဲချိတ်ဆက်ထားတာဆိုတော့အခုဖြစ်နေတဲ့စစ်ပွဲနဲ့ internet ဘယ်လိုမျိုးဆက်ဆက်နေတယ်လဲဆိုတာကိုသိရဖို့ဒီမြေပုံလေးကိုတစ်ချက်ကြည့်လိုက်ပါဒီမြေပုံထဲမှာ internet backbone လို့ခေါ်တဲ့ internet connection ကြိုးတွေတစ်နိုင်ငံနဲ့တစ်နိုင်ငံဘယ်လိုမျိုးချိတ်ဆက်ထားလဲဆိုတာကိုပြထားတယ်အဲ့ဒီတော့အခု Strait of Hormuz ကိုကြည့်လိုက်မယ်ဆိုရင်အာရပ်နိုင်ငံဥရောပနိုင်ငံတွေကိုအာရှဒေသတွေနဲ့ချိတ်ဆက်ထားတဲ့ internet cable ကြိုးတွေကိုတွေ့ရလိမ့်မယ်အရေးကြီးသတင်းတွေ digital ငွေကြေးလွှဲပြောင်းမှုတွေနဲ့ stock ဈေးကွက်တွေကအစဒီ internet cable ကြိုးတွေပေါ်မှာမှီခိုနေရတယ်ဒီတော့အခုစစ်ပွဲဖြစ်နေလို့ Strait of Hormuz ကိုအီရန်ကပိတ်ထားလိုက်တယ်လို့မျိုးအဲ့ဒီရေပြင်အောက်က internet cable ကြိုးတွေကိုလည်းအီရန်ကဖျက်တောက်လိုက်ရင်ရောဖြစ်နိုင်လို့လားလို့မေးတယ်ဆိုရင် yes ဖြစ်နိုင်တယ် ဟိုးပင်လယ်ကျမ်းမြေအောက်က internet cable ကြိုးကိုရှာဖို့ဆိုတာမလွယ်လောက်ဘူးထင်တယ်နော် တခြားပင်လယ်ကျမ်းမြေအောက်မှာ cable ကြိုးကိုရှာဖို့ကတခတ်တာဒီ Strait of Hormuz ကတော့လွယ်တယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အနက်ဆုံးနေရာမှာတော့မှ100မီတာကျော်လောက်ပဲရှိတယ်သူ့ရဲ့အကျယ်ဝန်းကလည်းတိတ်မရှိဘူးဒါကြောင့်အီရန်အတွက် internet cable ကိုရှာပြီးဖျက်တောက်ဖို့ဆိုတာခက်ခဲတဲ့အလုပ်မဟုတ်ဘူးအီရန်သာစစ်ပွဲကြောင့်အဲ့ဒီ internet cable ကြိုးတွေကိုဖျက်တောက်လိုက်ရင်တော့အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ internet နှေးသွားလိမ့်မယ်အရင်ဆုံးအကြီးအကျယ်ခံရမှာကတော့ UAE နိုင်ငံဘာကြောင့်လဲဆိုတော့ဒူဘိုင်းနဲ့အဘူဒါဘီလိုကမ္ဘာဘဏ္ဍာရေးအချက်ချတဲ့မြို့တွေကစက္ကန့်ပိုင်းအတွင်းဆက်သွယ်ပြတ်တောက်သွားနိုင်တယ်။ဘဏ်လုပ်ငန်းရှယ်ယာဈေးကွက်နဲ့ကုန်သည်ရေးတွေအကုန်ရပ်တန့်သွားလိမ့်မယ်။အာရှနဲ့ဥရောပဆက်သွယ်ရေးတွေလည်းကျဉ်းညသွားလိမ့်မယ်။ဒါဟာအီရန်အတွက်နောက်ဆုံးလက်နက်အဖြစ်သုံးဖို့ဖြစ်နိုင်ရရှိတယ်။ဒါပေမဲ့တခြားနိုင်ငံတွေအတွက်စိုးကျိုးဖြစ်တယ်လို့မျိုးသူ့နိုင်ငံအတွက်လည်းပြဿနာတစ်ခုရှိတယ်။ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံကိုယ်တိုင်ကလည်းဒီ cable တွေပေါ်မှာမှီခိုနေရလို့ဒီ cable တွေသာဖျက်လိုက်ပြီဆိုရင်အီရန်ရဲ့အစိုးရဆက်သွယ်ရေးနဲ့
စီးပွားရေးပါအတူတူပြိုလဲသွားလိုက်မယ်နောက်ထပ်အန်ဒရယ်ကတော့မဟာမိတ်ဆွေတွေစိတ်ပြတ်သွားမှာပါတရုတ်နဲ့အိန္ဒိယလိုနိုင်ငံကြီးတွေကဒီလမ်းကြောင်းတွေကိုတုံးနေတာပါသူတို့ရဲ့အကျိုးစီးပွားကိုထိခိုက်လာရင်အီရန်ဟာကမ္ဘာမှာအပေါ်မဲ့သွားနိုင်ပါတယ်နောက်ပြီးဒီလိုမျိုးကေဘယ်ပြတ်သွားလို့ပင်လယ်ရေအောက်ထဲဆင်းပြီးပြုတ်ပြမှုဆိုတာကလည်းလားတဲ့ချီပြီးကြားတတ်တယ်အဲ့ဒီကာလအတွင်းကမ္ဘာစီးပွားရေးကဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးသွားနိုင်တယ် အဲ့ဒါတော့ဟုတ်ပြီဒါပေမဲ့ကျွန်တော်သိချင်တာတစ်ခုရှိတယ်အီရန်ကအင်တာနက်ကေဘယ်ကြိုးတွေကိုဖျက်လိုက်ရင်အင်တာနက်လုံးလုံးမရတော့တာမျိုးမဖြစ်ပဲဘာကြောင့်နှေးသွားတာလဲ အဲ့ဒါကိုသိဖို့ဆိုရင်ဒီပုံကိုကြည့်လိုက် Strait of Hormuz မှာကေဘယ်ကျိုးကိုဖျက်လိုက်ရင်လည်းအာဖရိကတိုက်မှာရှိတဲ့ကျိုးတွေကနေ data တွေပို့လို့ရတယ်ဒါပေမဲ့ Strait of Hormuz ကနေပြီးတော့ဖျက်လာတဲ့ကေဘယ်ကျိုးတွေကအကွာအဝေးနဲ့တော့အာရှဒေသတွေစီ data မြန်မြန်ရောက်တယ်အာဖရိကကလာတဲ့ကျိုးတွေကြတော့အကွာအဝေးကအများကြီးပတ်ပြီးလာရတဲ့အတွက်အင်တာနက်လိုင်းတွေကျသွားရောဒါကြောင့် Strait of Hormuz ကရေနံအတွက်တွေမကောက်ဘူးကျွန်တော်တို့တော့ပါ digital freedom ဖြစ်စေတယ်အခုခေတ်မှာအင်တာနက်ကလည်းမရှိမဖြစ်လိုအပ်နေတဲ့ရင်းမြစ်ဖြစ်လာနေတော့လန်နာစုတို့ရောဘယ်လိုထင်လဲအီရန်ကဒါကိုလုံးလိုက်မှထင်လားကမ္ဘာမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒီဗီဒီယိုကြိုက်တယ်ဆိုရင် like share and subscribe လုပ်ခဲ့ပေးပါ And the last one word this is zero limit no limit to learn ထားပါဘိုင်